မင်းကိုမှစိတ်တွေရှိနေမိတာပုံမှန်ဆိုလေကိုကစိတ်သိပ်ဆက်တယ်ဆောင်းလိုက်ရခြင်းတွေကိုမုန်းတယ်ပြီးတော့မတိချခြင်းတွေကိုမုန်းတယ်ဒါပေမဲ့မင်းကိုချစ်မိပြီးနောက်မှာတော့အဲ့ဒီကိုမုန်းပါတယ်ဆိုတဲ့အရာတွေကိုကြီးဇက်တိုက်လုပ်နေမိတာဘယ်နေမှမတိကြတဲ့တနေ့ဆိုပြီးအိမ်မက်တွေကိုမက်တက်လာခဲ့တယ်မင်းပေါ်မလာတဲ့ရက်တွေမှာမင်းကိုမျောရက်လာခဲ့တယ်ကိုကအရင်ကသိဆိုတာတခုခုကိုလိုချင်ရင်ပိုင်ဆိုင်ရမှာဒါမှမဟုတ်မရရအောင်ယူရမှာသဘောကျတတ်တာမျိုးလေဒါပေမဲ့မင်းနဲ့ကြတော့အဲ့လိုမဟုတ်တော့ဘူးမင်းကိုမပိုင်ဆိုင်ရဘူးဆိုရင်တော့မင်းကိုချစ်နေရတာလေးကိုပဲသဘောတွေကျနေမိတာပိုင်ဆိုင်မှုရှိမယ်ဆိုရင်တော့မင်းကိုလိုချင်နေတခြားအရာတွေလိုမျိုးမဖြစ်မနေဆိုပြီးကိုအတ္တတွေမကြည့်ဖြစ်တော့တာပေါ့စကားတွေပြောချင်တဲ့အခါရှိနေပြီးရင်ပြောတယ်ရှိမနေတဲ့အခါကြပြန်တော့လေသူမှမအားပဲလေဆိုတဲ့စိတ်တွေနဲ့ဖြေတတ်လာခဲ့တယ်မင်းကိုချစ်ရတာမပူလောင်ခြင်းပြီးတော့မင်းကိုမပင်ပန်းစေခြင်းဘူးတကယ်ဆိုကိုကသိဆိုတာအမြဲတမ်းဂရုစိုက်ခံခြင်းလို့အမြဲတမ်းအလိုလိုက်ခံရမှအဲ့ဒီအရာမှနေတတ်တဲ့လူစားမျိုးလေဘယ်သူနဲ့ပဲရှင်းရှင်းကိုကပရမရမှခြေနဲ့တဲ့လူစားမျိုးလေမင်းကိုချစ်မိပြီးမှအများကြီးနားလည်ပြီးတတ်လာတာအများကြီးမျိုးသိတတ်လာတာပြီးတော့ပြောအောင်နေတတ်လာခဲ့တာဘာလို့များမင်းကိုမှစိတ်တွေရှိနေမိတာလဲကိုအပြေတွေရှာနေမိတယ်ချစ်လို့ဆိုတဲ့အဖြေလေးတစ်ခုကလွှဲရင်တခြားဘာအဖြေမှပြန်မရဘူးပြီးတော့မင်းကိုချစ်နေရတာလေးကိုသဘောကျလို့ဆိုတဲ့အရာတစ်ခုကလွှဲရင်ဘာတစ်ခုမှရေရမသိရဘူးမင်းအနာရှိနေတဲ့အခါမပြောဘူးဆိုတဲ့အကြောင်းအရာတွေမပြောချင်ခဲ့ဘူးလေမင်းနဲ့အတူကြည်နူးနေချင်ခဲ့တာမင်းနဲ့အတူချစ်ပါတယ်ဆိုတဲ့ခံစားမှုမျိုးကိုပဲလိုချင်နေခဲ့မိတာဒီလောကလုံးမှာမင်းတယောက်ကိုမှစိတ်တွေရှိနေမိတဲ့ကိုတခါတလေကြတော့နားမလည်နိုင်တွေဖြစ်ရတယ်ကိုနားမလည်နိုင်မှုတွေဖြစ်ရပါတယ်